မိတ်ဆွေများမင်္ဂလာပါစောင်းပေးရဆိုတော့ပြင်းနေကြပြီလားရှင်ဒီတစ်ပတ်ကတော့မူတွေကလည်းအများကြီးထွက်လာတယ်နော်မူတွေကလည်းခဏန်းတွေကလည်းအထက်ထက် break တွေကလည်းအထက်ထက်နဲ့အများကြီးလဲသားသွားတော့တချို့ချစ်မိတ်ဆွေများအများကြီးကမောက်ကမတွေဖြစ်ကြမယ်လို့ထင်မိတယ်ပေါ့နော်ခဏန်းအကြောင်းလေးတွေနည်းနည်းပြောပြဆွေးနွေးချင်လို့ဗီဒီယိုလေးရိုက်လိုက်တာပါနော်နောက်တစ်ပတ်ထဲမှာကဏန်းတွေကိုထုတ်ကြည့်လိုက်တဲ့အခါကျတော့လေဘယ်လိုပြောရမလဲပါဝါရောအပူရောနက်ခတ်ရောတွေ့ရတယ်နောက်ထပ်ဘာတွေ့ရလဲဆိုတော့ပါဝါအပူနက်ခတ်ထဲမှာဆိုလို့ရှိရင်ပါဝါထဲမှာဆိုလို့ရှိရင်38နှစ်ခွန်ကြိုက်ပါတယ်နောက်တစ်ပတ်အတွင်းမှာပေါ့နော်ပါဝါဆိုလို့ရှိရင်38နှစ်ခွန်ကြိုက်တယ်နက်ခတ်ထဲမှာဆိုရင်တော့2 4 18ကိုကြိုက်ပါတယ်အပူဆိုလို့ရှိရင်တော့38844အပူတွေကိုကြိုက်တယ်နောက်ပြီးတော့တောက်ကြနေကုန်မှာမနေ့ပါဝါညပါဝါလို့ထွက်ပြီးလို့ရှိရင်6 break လိုက်တတ်တယ်ပေါ့နော်6 breakမင်းကတော့9 break ပေါ့9 break ကမင်းလိုက်တတ်တယ်9 break ကဟိုးမကျော်မှာထွက်တတ်တယ်နောက်9တလုံးစောကြတတ်တယ်ပေါ့နော်သိစင်များသတိထားပါနောက်တဲ့တပတ်စာကက်ကူလည်းထည့်ပြီးတော့ရိုက်ပြီးတော့လွှင့်ပေးဦးမှာပေါ့နော်အဲကြလို့ရှင်လေတပတ်စာကက်ကူလည်းစောင့်ကြည့်ကြပါဦးနော်အပူပါဝါနက်ခတ်နေတကယ်လို့ကနန်းချုပ်ချင်နေဆိုလို့ရှိရင်တော့အဲ့ဒီ6တစ်ကို brain နဲ့ချုပ်ကြည့်ပေါ့နော်ချုပ်ကြည့်နည်းနည်းတွေ့တယ်များနဲရအောင်ပေါ့1 4 3 8 2 3 8 3 3 8 8ဆိုပြီးတော့လီလီကတော့ကြိုက်ပါတယ်ကြိုက်တယ်ဆိုတာတွက်ကြည့်ထားတဲ့ကိန်းကနန်းတွေနဲ့အဲလီလီကိုအကြိုက်ထဲမှာတွေ့နေတယ်ပေါ့နော်အဲဒါကြောင့်မို့တော့ဒီဘက်စာကက်ကတော့မထုတ်ရသေးပါဘူးနည်းနည်းလေးဒီမကောင်းဖြစ်နေလို့မိတ်ဆွေများကိုလည်းအရင်လာပြီးတော့ပြုတ်ပြဆွေးနေတဲ့သဘောပါပေါ့နော်ကိုတလုံးကို break မိန်ဘုဒ္ဓဘုမကျော်လာနိုင်တယ်အပေါ်ပါဝါနဲ့ခက်ကစားနေတဲ့မိတ်ဆွေများလည်းလာနိုင်တယ်ဆိုတာကိုအားရှိအောင်လို့လာပြပြခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် like and subscribe ပြီးတော့ကြပါရှင်